ရလာတဲ့အခါညီမနဲ့အဖေကိုဘယ်နေရာမှရှာမတွေ့တော့ပါဘူး။သူမပတ်ပတ်လဲကိုလိုက်ရှာနေတော့နောက်မှာလူတစ်ယောက်ရှိနေတယ်လို့ခန်းစားလိုက်ရပါတယ်။ကြောက်လန့်တကြားနဲ့လှည့်ကြည့်လိုက်တဲ့အခါဖခင်ဖြစ်သူကတူကိုရွယ်ပြီးရက်နေပါတယ်။သူမကြောက်လန့်တကြားနဲ့မြေပြင်ပေါ်မှာကွေးနေခဲ့ပါတယ်။သူကတူနဲ့မထုခင်မှာပဲညီမဖြစ်သူရဲ့အော်တန်ကြောင့်ရက်သွားပါတယ်။ဖခင်ဖြစ်သူလှည့်လိုက်တဲ့စက္ကန့်ပိုင်းမှာပဲညီမဖြစ်သူကဒဲအိုးနဲ့လှမ်းရိုက်လိုက်ပေမဲ့သူကဘာမှမဖြစ်ပဲတူနဲ့ပြန်လွှဲရိုက်ပါတယ်။အဲ့ဒီအချိန်မှာပိုပြီးခြောက်ခြားစရာကောင်းတာဖြစ်ပျက်ခဲ့ပါတယ်။သူတို့ဖခင်ရဲ့အတန်ကအောက်ထပ်ကနေထွက်ပေါ်လာပါတယ်။သူတို့ရှိကဖခင်ဖြစ်သူကထိုအတန်ကိုကြားတော့တူကိုပစ်ချပြီးအခြားအခန်းထဲကိုလက်လျှောက်ဝင်သွားပါတယ်။ပြီးတော့အောက်ထပ်ကနေနောက်ထပ်ဖခင်တစ်ယောက်တက်လာပါတယ်။သူကကြောက်လန့်တကြားပူးကပ်ပြီးတုံရင်နေတဲ့သမီးတွေကိုကြည့်ပြီးစိတ်ရှုပ်ထွေးသွားပါတယ်။ညီမနှစ်ယောက်ကတော့အလွန်မင်းထိတ်လန့်သွားပြီးဘသူကအစ်စ်လဲဆိုတာမခွဲခြားနိုင်တော့ပါဘူး။ရုတ်တရက်မျိုးသမီးတစ်ယောက်ကတူကိုကောက်ကင်လိုက်ပါတယ်။အဲ့ဒါသူတို့အမေဖြစ်နေပါတယ်။အမူအရာမရှိတဲ့မျက်နှာပေးနဲ့ဘာတမ်းမှမထွက်ပဲသူတို့စီကိုတလန့်ချင်းရှောက်လာပါတယ်။သူမကရုတ်တရက်မော့ကြည့်ပြီးသူနဲ့သူမရဲ့ခင်ပွန်းကိုထုလိုက်ပါတယ်။အားလုံးထိတ်လန့်သွားကြပါတယ်။မျိုးသမီးကသမီးဖြစ်သူတွေဘက်လှည့်ပြီးသူနဲ့ထပ်ထုပါတယ်။ကံကောင်းထောက်မစွာပဲဖခင်ဖြစ်သူကအချိန်မီကာကွယ်ပေးလိုက်ပါတယ်။ပြီးတော့ထိုမျိုးသမီးကခြောက်ခြားခွဲပြုံးပြပြီးလှည့်ထွက်သွားပါတယ်။ခြေဝါးမှာဖန်ဆွဲတွေစိုက်ဝင်နေတာတော့သူမကဘာနာကျင်မှုကိုမှမခံစားရပါဘူး။သူမကအခန်းတစ်ခန်းထဲဝင်သွားပေမဲ့ခြောက်ခြားစရာတွေကမပြီးသေးပါဘူး။လေကာနာမှာနောက်ထပ်အမေဖြစ်သူတယောက်ဆက်ရှုပ်ထွေးစွာနဲ့ပေါ်လာပြန်ပါတယ်။သူမအပေါ်တက်လာတဲ့အခါဖခင်ဖြစ်သူကအခန်းကိုကြောက်လန့်တကြားကြည့်နေခဲ့ပါတယ်။အခုလေးတဲ့အခန်းထဲဝင်သွားတာဘသူလဲပေါ့။သူကသူ့ရှိကဇနီးတွေကိုစိုက်ကြည့်ရင်တကားစီကိုဖြည်းဖြည်းချင်းချင်းကပ်သွားပါတယ်။တကားကိုတွန်းဖွင့်လိုက်တဲ့အခါအထဲဝင်သွားတဲ့ဇနီးတွေကတက်ွယ်သွားပါပြီ။ဒါပေမဲ့ကျမ်းပြင်ပေါ်ကသူကတော့သူမတကယ်ရှိနေခဲ့ကြောင်းတက်တည်ပြနေပါတယ်။အဲ့ဒီအချိန်မှာပဲသူတို့အိမ်ထဲကိုမကောင်းဆိုးဝါးတကောင်ဝင်ရောက်နေပြီဆိုတာသိလိုက်ရပါတယ်။အဲ့ဒီမကောင်းဆိုးဝါးကသူတို့တွေကဘသူပုံစံမဆိုဖန်ဆင်းပြီးတိုက်ခိုက်နိုင်စွမ်းရှိပါတယ်။နောက်တစ်နေ့မှာတော့ဖခင်ဖြစ်သူကဘုန်းတော်ကြီးခရစ်ယာန်ဓမ္မဆရာဖြစ်တဲ့သူ့ရဲ့ညီစီကိုဖုံးဆက်ပြီးလာကူညီဖို့တောင်းဆိုခဲ့ပါတယ်။ဘုန်းတော်ကြီးကချက်ချင်းရောက်လာခဲ့ပါတယ်။ဖြစ်ပျက်ခဲ့တာတွေကိုကြားပြီးနောက်သူကအိမ်နီးနားချင်းအိမ်ဘက်ကိုလက်လျှောက်သွားခဲ့ပါတယ်။လူတရက်လေးပြင်းတွေစတင်တိုက်ခတ်လာပါတော့တယ်။